မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိပ်တန်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်။စကိုင်းမှာစာတင်ကျောင်းကိုစစ်တပ်လေကြောင်းတိုက်ခိုက်တဲ့အတွက်ကလေးများတည်ဆုံမှုပေါ်ကုလတွင်းရေးမှုချုပ်ကစိုးရိမ်ပြီးအကြမ်းဖက်မှုကိုရှုံချတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမှာစာတင်ကျောင်းကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်တဲ့အတွက်ကလေးများတည်ဆုံမှုပေါ်ကုလသမဂ္ဂအတွင်းရေးမှုချုပ်အန်တိုနီဂူတာရက်စ်ကစိုးရိမ်ကြောင်းထုတ်ဖော်ပြောဆိုလိုက်ပြီးအကြမ်းဖက်မှုကိုရှုံချကြောင်းကုလသမဂ္ဂကတရားဝင်သတင်းထုတ်ပြန်ပါတယ်။မေလ12ရက်နေ့စကိုင်းတိုင်းတပည့်ရင်မြို့နယ်ရှိစာတင်ကျောင်းကိုစစ်ကောင်စီတပ်ကလေရင်နဲ့ပုံကျင်းချခဲ့ပြီးကျောင်းသားကျောင်းသူကလေးငယ်20နဲ့ဆရာမ2ဦးစုစုပေါင်း24ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။ဗလီလောက်ခတ်ခဲ့မှုခံရတဲ့စကိုင်းတိုင်းဒေသကြီးအတွင်းကစာတင်ကျောင်းတစ်ခုကိုမြန်မာစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပေါ်အထွေထွေအတွင်းရေးမှူးချုပ်ကစိုးရိမ်မိကြောင်းနဲ့အခုလိုလေကြောင်းတိုက်ခိုက်မှုကြောင့်ကလေးငယ်တွေသေဆုံးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။မြင်းကလင်ကျောင်းကယ်ဆယ်ရေးလုပ်ငန်းများအဆင်ပြေချောမွေ့စေဖို့မြန်မာစစ်တပ်ကအပြစ်ခတ်ရစရင်ကိုမေလ31ရက်ထိတပ်တန်းတိုးခဲ့တယ်လို့ကြေညာထားပြီးမြဲလေဒီဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။လက်နက်ကိုင်ပဋိပက္ခဖြစ်နေချိန်မှာစာတင်ကျောင်းတွေကိုအကာအကွယ်ပေးရမှာဖြစ်ပြီးဘုံမကျဲပဲကလေးများကိုစာတင်ဖို့စာတင်ကျောင်းတွေကလုံခြုံမှုရှိရပါတယ်။အထွေထွေအတွင်းရေးမှူးချုပ်ကအကြမ်းဖက်မှုပုံစံအလုံးကိုရှုံချပြီးအပြည်ပြည်ဆိုင်ရာလူသားချင်းစာနာမှုဥပဒေအအရှက်သားတွေကိုကာကွယ်ရေးကအထူးစံတန်ဖို့ဖြစ်တယ်ဆိုတာကိုထပ်မံအတည်ပြုပါတယ်လို့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ကပြောကြားခဲ့ပါတယ်။ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမန်ကြီးဦးကျော်မိုးထွန်းကတပည့်ရင်းမြို့နယ်ရှိစာသင်ကျောင်းကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုကြောင့်ကလေးငယ်များနဲ့ဆီယာမများတည်ဆုံခဲ့တဲ့အပေါ်တပ်တွေထောက်ထားဓပုံများနဲ့အတူကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံကိုတင်ပြလိုက်ပြီးကုလသမဂ္ဂဆိုင်ရာအစည်းအဝေးများမှာလည်းတရားဝင်ထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။နောက်ထပ်ဓပုံအနေနဲ့အင်းတော်ကြီးဒေသမှာစစ်ကောင်စီရှမ်းနီပူပေါင်းတပ်တွေနဲ့ KIA တို့တိုက်ပွဲဖြစ်ပွားနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မိုးညင်းခရိုင်အင်းတော်ကြီးဒေသကစနွင်းကုန်းအင်းသာကျင်းရွာဘက်ကကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ရှမ်းနီစစ်ကောင်စီပူပေါင်းတပ်တို့ဒီကနေ့မနက်အစောပိုင်းကလေးကတိုက်ပွဲဖြစ်ပွားနေရလို့သိရပါတယ်။စစ်ကောင်စီနဲ့ရှမ်းနီ SNA ပူပေါင်းတပ်ဘက်ကစစ်ကြောင်းတိုးဝင်ရောက်လာတာကြောင့်အခုချိန်ထိတိုက်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့အင်းတော်ကြီးဒေသခံတအုပ်ကမြစ်ကြီးနားသတင်းချာနယ်ကိုပြောပါတယ်။မနေ့ကညနေအခုချိန်ထိ SNA စစ်ကောင်စီပူပေါင်းတပ်ဖွဲ့နဲ့ KIA တို့စနွင်ကုန်းအင်းသာဘက်ချမ်းမှာတိုင်နေကြတဲ့အခုထိကြားနေရတဲ့အခုက drone နဲ့ပစ်နေကြတယ်။ဒီကနေ့မနက်ပိုင်းကနေစနွင်ကုန်းဘက်ချမ်းမှာလက်နက်ကြီးပစ်ခတ်တံတွေကြားနေရပြီးစစ်ကြောင်းတိုးဝင်ရောက်လာတာကြောင့်တိုက်ပွဲဖြစ်ပွားနေရတယ်လို့သိရကြောင်းနောက်ထပ်ဒေသခံတအုပ်ကပြောပါတယ်။ဒီမနက်ကနေစနွင်ကုန်းဘက်ပြန်မြည်နေတာဟုတ်တယ်လက်နက်ကြီးတံတွေကတော့ဒီမနက်မှာတော်တော်ကြားရတယ်။မင်းညနမ်းမုံကနေစစ်ကြောင်းပြန်ထိုးလာလို့ဖြစ်တယ်လို့ကြားအကြောင်းဆိုပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့စနင်းကုန်းအင်းသာဘက်ကဒေသခံတွေကတော့နီးစပ်ရာကိုရှောင်တိန်သွားကြပြီဖြစ်တယ်လို့သိရပါတယ်။ဒီရက်ပိုင်းတွင်အင်းတော်ကြီးဒေသကိုဟိုပင်ကနေလက်နက်ကြီးပစ်ခတ်တာမရှိပေမဲ့လေရင်ပြန်ဝဲမှုတွေကတော့ရှိနေရလို့သိရပါတယ်။ပြီးခဲ့တဲ့လပိုင်းကလည်းစစ်ကောင်စီကအင်းတော်ကြီးဒေသကိုလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်တာအပြင်မြေပြင်မှာစစ်အင်အားတိုးပြီးလက်နက်တွေပြစ်ခတ်တာတွေလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ AB 22ရက်နေ့နေ့လယ်ပိုင်းကလည်းအင်းတာနဲ့စနွင်းကုန်းကျေးရွာဘက်ကိုစစ်ကောင်စီကဂျက်ဖိုက်တာ၄စီးနဲ့ပြစ်ခတ်တိုက်ခိုက်ပြီးအရသာထိခိုက်တာနဲ့နေအိမ်ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။စစ်ကောင်စီဟာအပြည့်ရကာလကိုမေလကုန်ထိတက်တိုးတာဖြစ်ပြီးမြနိုင်ငံတော်ဝန်လေကြောင်းတိုက်ခတ်မှုတွေလှုပ်ဆောင်နေပြီးမြေပြင်မှာလည်းတိုက်ပွဲဖြစ်ပွားမှုတွေရှိနေပါတယ်။မြကြီးနားသတင်းချန်နယ်မှာတင်ဆက်တဲ့သတင်းတွေကို Facebook စာမျက်နှာတွေမှာလည်းဝင်ရောက်ကြည့်ရှုနိုင်နေဆိုပြီးရေးသားထားပါတယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့အထက်မင်းလာရှိရှမ်းတက်ကြီးပြူဟာစခန်းအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်မှုဖြစ်ပြီးတအုပ်တီဆောင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းအထက်မင်းလာမြို့နယ်ရှိရှမ်းတက်ကြီးပြူဟာတပ်စခန်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်တပ်ဖြတ်မှုဖြစ်ပွားခဲ့ပြီးတအုပ်တီဆောင်သွားတယ်လို့အဆိုပါမြို့ကန်တွေကပြောပါတယ်။ပုံမှန်မဟုတ်တဲ့တနက်ပြက်ခတ်တံတွေအရင်ကြားရတယ်ဒီနေ့ကျတော့အဲ့ဒီဗျူဟာမှာတာဝန်ကျနေတဲ့အမြောက်တပ်ကစစ်သားတအုပ်သက်တည်တယ်ဆိုပြီးတပ်ထဲကသတင်းထွက်လာတယ်တကယ်ကအချင်းချင်းပြက်ခတ်မှုဖြစ်ပြီးသေးတာလို့မင်းလာမြို့ကန်သတင်းရင်းမြစ်ကပြောပါတယ်။ရှမ်းတက်ကြီးပြူဟာတက်စခန်းကမင်းလာမြို့နယ်အတွင်းပသိမ်မုံရွာလမ်းမကြီးပြီးမှတည်ရှိပါတယ်။အဆိုပါဖြစ်စဉ်ကမေလ23ရက်ညနေ3နာရီခန့်ကဖြစ်ပွားခဲ့ပြီးစစ်ကောင်စီကသတင်းထိတ်ချုံထားတယ်လို့အထက်မင်းလာမြို့နယ်မှာပြည်သူ့ကာကွယ်ရဲဘော်တုံးကပြောပါတယ်။သတင်းကြားရသလောက်အချင်းချင်းပြစ်တက်တာပို့ပြီးတော့ဖြစ်နိုင်တယ်တည်သွားတာကရိုးရိုးတက်တာဖြစ်တဲ့ဒီကိစ္စကသူတို့အတွင်းထဲမှာတော်တော်လေးလှုပ်လှုပ်ခတ်ခတ်ဖြစ်နေရလို့၎င်းကပြောပါတယ်။လက်ရှိမှာအထက်မင်းလာမြို့နယ်အတွင်းကျေးရွာများလှည့်လည်ပြီးစစ်ကြောင်းထိုးနေတဲ့အင်အားတရာခန့်မှာစစ်ကောင်စီတပ်စစ်ကြောင်းနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကြားစစ်ရေးတင်မာနေပါတယ်။စစ်ကောင်စီတပ်စစ်ကြောင်းကိုပသိမ်မုံရွာလမ်းပိုင်းတနေရာမှာပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကမေလ10ရက်မှာတိုင်ခိုက်ခဲ့ပါတယ်။အထက်ပါစစ်ကြောင်းပြင်အထက်မင်းလာနဲ့ငဖဲမြို့နယ်အတွင်းရခိုင်ယူမတလျှောက်စခန်းများကိုတပ်မကိုဦးဆောင်တဲ့တရင်များနဲ့စစ်တနန်းစင်အများပြအင်အားဖြည့်တင်းနေပြီးဒေသတွေမှာစစ်ရေးတင်မာလာနိုင်တဲ့အခြေအနေကိုကြိုတင်သတိပြုကာကွယ်ရေးအဖွဲ့ကသတိပေးထားပါတယ်။နောက်ထပ်တပုံအနေနဲ့ခက်ခဲပေမဲ့ဒီတလန်းပဲရှိတယ်ဆိုတဲ့စောင်းမတင်ဆက်ပေးပါမယ်။
စစ်တပ်ဝန်ကထွက်ရင်ရန်သူနယ်မြေဖြစ်နေတဲ့စကားစားအတွက်တနိုင်ငံလုံးကရန်သူနယ်မြေဖြစ်နေပါတယ်။တနိုင်ငံလုံးကပြည်သူတွေကိုလည်းရန်သူတွေဖြစ်စေအုပ်စုကတတ်မှတ်ပြီးတုတ်တင်လေးရှိပါတယ်။ကြီးတစ်ချက်ပေါက်တဲ့နေရာတိုင်းကစစ်တပ်အတွက်စစ်ရေးပြတ်မှတ်ဖြစ်တယ်လို့ကြီးမပေါက်တဲ့စစ်တပ်အတွက်စစ်ရေးပြတ်မှတ်ပါပဲ။မားတယ်လို့ဝေဖန်ထောက်ပြခွင့်မပေးတဲ့အကြမ်းဖက်စစ်တပ်ကကမ္ဘာအဆင့်မီလက်နက်တွေကင်ပြီးပြည်သူတွေကိုစိတ်တိုင်းကြတောင်းကျနေတာခုဆိုရင်၄နှစ်ကျော်လာခဲ့ပါပြီ။လူတက်ဖို့လက်ရင်နေတဲ့အကြမ်းဖက်စစ်တပ်ကတော့ပြတ်သားပါတယ်။မဲမြင်ရဖုန်ကြီးလည်းပြစ်ပါတယ်။ကလေးလည်းပြစ်ပါတယ်။ဗိုက်ကြီးတယ်လည်းပြစ်ပါလေစစ်တပ်ကိုစန့်ကျင်နေသူမရှိရလောက်တဲ့အထိတုတ်တင်မယ်ဆိုတာကတာမန်လူတိုင်းတွေးကြည့်နိုင်ပါတယ်။ဗဟိုကုတ်ကဲမှုအားကောင်းကောင်းနဲ့ပြည်သူတွေကိုတုတ်တင်နေတာပါ။ပြီးခဲ့တဲ့မေလ12ရက်နေ့ကတပင်းရင်မြို့နယ်အိုထိန်ကွင်းကျေးရွာကကျောင်းသားဦးရေ100ကျော်ရှိတဲ့စာတင်ကျောင်းကိုဘုံကျဲတုတ်တင်ခဲ့တဲ့ဒီလိုအရက်ဖက်ပြစ်မှတ်တွေကိုဘုံကျဲတာကမကြာခဏပါပဲ။စာတင်ကျောင်းကိုလည်းတမင်သက်ဘုံကျဲတဲ့အကြောင်းအရာတွေကလည်းစစ်တပ်ရဲ့နီးလန်းဟောင်းတိုင်းမှာပဲရန်သူနောက်ကျောက်ကိုတုတ်တင်ရန်သူအင်အားနှဲသွားမယ်ဆိုတဲ့စစ်တပ်ရဲ့သုံးနေကြဗျူဟာအတိုင်းမှာပဲအမျိုးသားညီညွတ်ရေးဆိုရ NUG ကအခြေစိုက်ရုံးဖွင့်ပြီးအုပ်ချုပ်ရေးရန်တရားစတင်လက်ပတ်တော်မယ်လို့ပြောခဲ့တဲ့စကိုင်းတိုင်းဖြစ်တာကြောင့် NUG ပေါ်ပြည်သူတွေလက်မခံရင်အောင်တမင်လုပ်ပြခဲ့တာလည်းဖြစ်ပါတယ်။ NUG ရဲ့ပညာရေးရန်တရားကိုလက်မခံရင်အောင်တမင်လုပ်ပြခဲ့တာပဲဖြစ်ပါတယ်။ NUG ရဲ့အခြေစိုက်ရုံးဖွင့်မယ်လို့ပြောဆိုပြီးရက်ပိုင်းတွင်ဇန်နဝါရီ16ရက်နေ့ကလည်းစစ်တပ်ကစကိုင်းတိုင်းတွင်ခမ်းပတ်မြို့နယ်မော်လူမြို့ကိုညရင်းချင်းပုံကျဲခဲ့တာကြောင့်ကလေးငယ်တအုပ်ပါ9ဦးသေဆုံးခဲ့ပါတယ်။တော်လန်သူတွေကိုရှင်းပြအနိုင်မြူနိုင်တာကြောင့်ထောက်ခံတဲ့ပြည်သူတွေကိုတပ်ဖြတ်ပြလိုက်တာပါ။တော်လိုင်းကာလ၄နှစ်ကျော်လာတဲ့အထိလည်းစစ်တပ်ကတော်လိုင်းတပ်ဖွဲ့တွေကိုရင်ဆိုင်အနိုင်မြူနိုင်တာကြောင့်ထောက်ခံပြည်သူတွေကိုဖျက်တောက်နှီးပေါင်းစုံတက်တဲအောင်လုပ်တဲ့နှီးပေါင်းစုံနဲ့ဖိနှိပ်ခဲ့တဲ့တော်လိုင်းကိုထောက်ခံသူမရှိအောင်ပြည်သူတွေကိုတပ်ဖြတ်ခဲ့တဲ့ပြည်သူတွေရဲ့အိုးအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့တဲ့ရက်ဆက်တဲ့အကြမ်းဖက်စစ်တပ်ကြောင့်ဆုံးရှုံးစရာတပ်ပဲရှိတော့တဲ့ပြည်သူတွေကလည်းဇွဲကောင်းကောင်းနဲ့ဆက်လက်တိုက်ပွဲဝင်နေပါတယ်။တော်လိုင်းကိုအားပေးထောက်ကူကြတဲ့မတူးတော့တဲ့အဆောင်မြေနဲ့ဒေသကပြည်သူများစုကတော်လိုင်းရဲဘော်တွေအဖြစ်ပြက်ပြက်သားသားကူးပြောင်းကုန်ကြတယ်။အကြမ်းဖက်စစ်တပ်ကအမိန့်အာဏာသုံးစီခိုင်းဖို့နဲ့လူမဆန်အောင်ရက်ဆက်ဖို့ဆိုတဲ့အရေးချင်းပဲရှိတာကြောင့်စစ်တပ်ဆန့်ကျင်သူတွေအမိန့်ဖီဆန်သူတွေထိန်းချုပ်လို့မရခဲ့ပါဘူး။အမိန့်နဲ့ထိန်းချုပ်မရတဲ့နောက်မှာတော့လူမဆန်အောင်ရက်ဆက်တဲ့နည်းတွေနဲ့ထိန်းချုပ်ခဲ့ပါတယ်။အရက်သားပြည်သူတွေကိုဥတီတုတ်တင်ပြီးပြည်သူတွေကစစ်ကြောင့်နစ်နာနေပါပြီ။စစ်အုပ်စုကအတန်ကောင်းဟင်းနေတာပါ။ပြည်သူကိုတုတ်တင်တာကအကြမ်းဖက်စစ်တပ်ဖြစ်ပြီးမြဲစစ်တပ်အလူကြနိုင်ငံရေးသမားတချို့ကတော့ပြည်သူတွေနစ်နာနေတာကြောင့်စစ်ပွဲတွေရပ်ကြပါစစ်မတိုက်တော့ပဲငြိမ်းချမ်းကြပါလို့စစ်တပ်အလူကြအတန်ထွက်ပြီးနေကြတာပါ။ရက်ဆက်တဲ့စစ်တပ်ကြောင့်အမှန်တကယ်နစ်နာတဲ့ပြည်သူတွေရဲ့အတန်ကစစ်အာဏာရှင်အမြင့်ပြတ်ရေးဖြစ်ပါတယ်။စစ်အာဏာရှင်အမြင့်မပြတ်သေးရည်လည်းဒီလိုအဖြစ်ဆိုးတွေကအနာဂတ်ကာလမှာကြုံနေရအောင်မယ်ဆိုတာကိုလည်းပြည်သူတွေကသိနေကြပါပြီ။အာဏာရှင်အမြင့်မပြတ်သေးပြီးအာဏာရှင်ကပေးတဲ့ခွင့်ရေးဆိုတာလေငမားချိတ်ကငစားလိုပါပဲအချိန်မီအသက်တွေပေးရအောင်မှဖြစ်တာကြောင့်ပြည်သူတွေရဲ့ပြတ်သားတဲ့ရွေးချယ်မှုတွေကခက်ခဲပေမဲ့မှန်ကန်တဲ့ရွေးချယ်မှုတွေပဲဖြစ်တယ်လို့ရေးသားထားတာကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်။